ဒီကြောင်တွေကတော့ယူးကြောင်မှုကြောင်နဲ့ကစားစရာရုပ်တွေထဲပါဝင်အိတ်နေကြပါတယ်ဒါနဲ့ပန်ရှင်လဲကြောင်လေးတွေအတွက်ချစ်စရာကောင်းတဲ့အိတ်ရ3ခုဝယ်ပေးလိုက်ပါတယ်သူတို့ထဲက2ကောင်ကတော့ကိုစီဝင်ပြီးအေးအေးဆေးဆေးအိတ်လို့ရပါတယ်ဒါပေမဲ့တတိယကောင်ကအရန်ဝနေတော့အဝမှာပဲတစ်နေပါတယ်ဝင်လို့မရတာနဲ့ကြောင်လေးကဝမ်းနေသွားပြီးပန်ရှင်စီမှာတွားချွဲပါတယ်ဒါနဲ့ပန်ရှင်လဲစိတ်မကောင်းတာနဲ့သူ့အတွက်မိုနာလီဇာအိတ်ရလေးဝယ်ပေးလိုက်ပါတယ်ဒီအိတ်ရလေးကတော့သူနဲ့လုံးဝကွက်တီပါပဲဒါပေမဲ့အခြား2ကောင်ကသူ့ကိုမနာလိုတာကြပါတယ်အခုတော့သူတို့ဟာဒီအိတ်ရလေးကိုအလှည့်ကျတန်းစီပြီးအိတ်နေရပါတယ်ဒါကိုတွေ့လိုက်တဲ့ပန်ရှင်ကသူတို့အတွက်အိတ်ရခင်းကြီးဝယ်ပေးလိုက်ပါတယ်အခုတော့သူတို့3ကောင်စလုံးကအထက်မှာဝင်ပြီးအေးအေးဆေးဆေးအိတ်လို့ရသွားပါပြီဒါပေမဲ့ပန်ရှင်ရဲ့တမီးကသူတို့အိတ်ရတဲ့ကိုဝင်အိတ်ကြည့်လိုက်ပါတယ်ချက်ချင်းဆိုလို့သူကလည်းဒီအိတ်ရလေးကိုရန်တဘောကျသွားပါတယ်ဒါနဲ့ရှိသမျှကြောင်တွေအကုန်ကန်ထုတ်ပြီးသူကအိတ်ရလေးကိုမောင်းမိုင်းစီးလိုက်ပါတယ်ဒီကြောင်လေးကတော့အာဝိုးလေး3ကောင်ကြားမှာဝင်အိတ်ရတာကိုရန်တဘောကျတာပါအာဝိုးလေးတွေကလည်းသူ့ကိုဆိုရန်ချစ်ကြပါတယ်ဘာလို့လဲဆိုတော့သူတို့တွေကငငယ်လေးတွေအတူတူကြီးပြင်းလာကြလို့ဖြစ်ပါတယ်တခါတလေပန်ရှင်ကကြောင်လေးကိုရှာလို့မတွေ့တော့ဘူးဆိုရင်တေးကြပါတယ်ဒါဟာခွေးလေးရဲ့ရင်ဝင်ထဲမှာရောက်နေတာဖြစ်ပါတယ်သူတို့တဲ့တကောင်ကတားပေါက်တဲ့အခါမှာတော့ကြောင်လေးကသူတို့ရဲ့တားပေါက်လေးတွေနဲ့ဝင်အိပ်ပါတယ်ပြီးတော့သူကလည်းဒီကလေးတွေကိုကူပြီးစောင့်ရှောက်ပေးပါတယ်တခါတလေမိသားစုတပ်ပုံရိုက်ကြတဲ့အခါမှာဆိုရင်ကြောင်လေးကရှက်ပြီးတွားတွားပုံနေတတ်ပါတယ်ဒါပေမဲ့အကိုကြီးအာဝူတွေကတော့သူ့ကိုဖမ်းပြီးတပ်ပုံနဲ့မပါပအောင်ရိုက်ကြပါတယ်